ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးပေါ်မှာတခါတော့ကတကယ်ရှိခဲ့ပေမဲ့အခုချိန်မှာတော့ဘယ်သူမှရှာမတွေ့တော့တဲ့လျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်ပထမဆုံးတစ်ခုကတော့အမ်ဘာခန်းကပါဂျာမနီနာဇီစစ်တပ်ကဒုတိယကမ္ဘာစစ်အတွင်းမှာရုရှားကနေခိုးယူသွားခဲ့တဲ့ရွှေတွေကြောက်မြတ်တွေနဲ့တစားဆင်ထားတဲ့အခန်းကြီးပါစစ်ပြီးတဲ့နောက်မှာတော့အဲ့ဒီအခန်းကြီးတစ်ခုလုံးဟာဘယ်စီဘယ်ဝဲရောက်သွားမှန်းဘယ်သူမှမသိရတော့ပဲတဲလွန်စတောင်ရှာမတွေ့တော့ပါဘူးဒုတိယတစ်ခုကတော့ပျောက်ဆုံးသွားတဲ့ရွှေမြို့တော်ကအက်ဒိုရာဒိုပါတောင်အမေရိကတောနက်ထဲမှာရွှေတွေနဲ့ပဲတိဆောက်ထားတဲ့မြို့ကြီးတစ်မြို့ရှိတယ်ဆိုတဲ့သတင်းကြောင့်ရာစုနှစ်ပေါင်းများစွာစွန့်စားရှာဖွေသူတွေအသက်ပေးခဲ့ကြရပါတယ်ဒါပေမဲ့အခုထိတော့ဘယ်သူမှရှာမတွေ့သေးပါဘူးနောက်ဆုံးနံပါတ်3ကတော့မလေးရှားနိုင်ငံက N8370 လေယာဉ်ကြီးပါခင်မီနီးပညာတွေအားလုံးရှိနေတဲ့2014ခုနှစ်မှာခရီးသည်200ကျော်ပါတဲ့လေယာဉ်ကြီးတစ်စင်းလုံးကမ္ဘာမြေပုံပေါ်ကနေတစ်စက္ကန့်အတွင်းပျောက်ကွယ်သွားခဲ့တာပါဒါဟာ21ရာစုရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်အခုထိတည်ရှိနေဆဲဖြစ်ပါတယ်အခုပြောပြခဲ့တဲ့အရာတွေထဲမှာဘယ်အရာကအမြန်ဆုံးပြန်တွေ့လာလိမ့်မယ်လို့ပရိသတ်ကြီးတို့ထင်ပါတယ်လဲကိုယ့်ရဲ့ထင်မြင်ချက်ကိုကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားစရာသမိုင်းဝင်လျှို့ဝှက်ချက်တွေကိုထပ်ကြည့်ချင်ရင်တော့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ